တော့တပည့်တော်အရင်ဆုံးရှင်များများနဲ့ဆွေးနွေးကြပါလေဗျာနော်မေးကြပါလေတပတ်ကိုအနည်းဆုံးစာအုပ်တော့ပုံမှန်ပေါ့ regularly ပုံမှန်ပေါ့အနည်းဆုံးတပတ်ကိုစာအုပ်တော့ပုံမှန်ဖတ်ဖြစ်တဲ့အရှင်များများပိုင်လက်ထောက်ကြည့်တာတပတ်ကိုစာအုပ်တော့အနည်းဆုံးဖတ်ဖြစ်တယ်လက်ထောက်ကြည့်တာတပတ်ကိုတော့နှစ်အုပ်ဟောတအုပ်တော့မပါဘူးဆိုနှစ်အုပ်ဆိုအဲဒါတော့တလကိုသွားပြန်တလကိုအနည်းဆုံးတလောက်အနည်းဆုံးစာအုပ်တော့ပုံမှန်ပေါ့အနည်းဆုံးပြအောင်ဖတ်ဖြစ်လက်ထောက်ကြည့်တော့လက်သင့်တယ်လို့တော့ဖတ်ဖြစ်တယ်ဟောပြန်နော်စနစ်တကျနဲ့ဟိုဒီပညာရဲ့ဒီတိကျလေ့လာတာမျိုးတော့စာတွေမဖြစ်မနေဖတ်နေတာမျိုးတော့နဲသွားတယ်ပေါ့အားနဲသွားတယ်ပေါ့နော်မှန်ပါတပည့်တော်များများတော့ဒါစာဖတ်တာတော်တော်အားနဲတယ်ဆိုတဲ့ဟာတော့ဒါလိန်ရမလို့ဘူးပေါ့နော်တကယ်ကိုအဲ့ဒါအဖြေထွက်တယ်ဗျာနော်ဆိုတော့အဲ့ဒါကိုတပည့်တော်ဆန်းစစ်ကြည့်အောင်မြန်မာပြည်မှာစာကြည့်တိုက်တွေနဲ့ပတ်သက်ပြီးတော့ယဉ်ကျေးမှုထွန်းကားခဲ့သလားဆိုတဲ့ဟာလေးနဲ့တွေ့စမယ်ပြန်ခေါ်အောင်နော်တီယိုခင်းတဲ့ခက်ပြိုင်ပေါ့တီယိုခင်းတဲ့ခက်ပြိုင်လောက်ကဆိုကဖျားပရင်းနဲ့ဆိုင်နှစ်ပေါင်း300နဲ့900အတွင်းပေါ့အဲ့ဒီဝန်းကျင်သုံးဖို့600အတွင်းအဲ့ဒီဝန်းကျင်လောက်ကငွေလည်း2000ဝန်းကျင်လောက်ကဒီတထုံမှာတိရိမာတောကမင်းကြီးပေါ့တိရိဓမ္မမဟုတ်တိရိမာတောကမင်းကြီးအဲ့မှာတော့မူကွဲတွေမျိုးရှိပါတယ်ရှင်မဗုဒ္ဓဂောသရှင်မဗုဒ္ဓဂောသမူရင်းစာတိကတော့ခရာဘက်ကပေါ့ဗျာအဲဒီကနေသူဒီဝနေပိဋကတ်တွေတင်ပြီးတဲ့အခါဆရာကဒီမေဇိမဒေသမှာသာနာမထွန်းကားနိုင်ဘူးသာနာထွန်းကားနိုင်မဲ့ဆရာကိုပို့လိုက်တယ်ပို့တဲ့အခါကျတော့မြန်မာပြည်တထုံရောက်လာဒီမှာတော့ကမင်းရဲ့စီရှင်းကြိုပြီးတဲ့အခါပရိယတိသာနာထွန်းကားအောင်ဆရာကဆောင်ရွက်ကြတာပေါ့ဗျာနောက်တော့စင်ပြီးတော့တစည်းပါလက်ဆောင်ပြီးတီဟိုသွားပြီးတော့ပိဋကတ်တော်တွေထပ်ပြီးကူးယူတယ်ပေါ့လောဟပါတရจิตပြတ်တจิตတာရှင်များတို့တီဟိုမှာနေခဲ့ဘူးတဲ့ဆိုရင်မဟာမေကဝဥယျာဉ်ဉာဏ်လေးပါဒါတွေ့ပါလေဒါသမိုင်းကြောင်းစာမှာရှိတဲ့အတိုင်းပြောတာဟုတ်ဗျာနော်အဲ့ဒီကနေတခါပြန်လာတော့ပိဋကတ်တော်တွေကိုထပ်ပြီးတော့ပါဠိတော်တွေမကဘူးထာဂါတွေပါအခြေတပွင့်နဲ့ရေးကြကူးကြမှတ်တမ်းနေကြတယ်ဟာလေအဲ့ဒီဟာတွေကိုတထုံမှာရှိတယ်တထုံမှာနာမည်ကြီးဖျားပါဖျားလေဗျာရွှေစာရံဖျားမရှိဘူးလားဗျာရွှေစာဖျားရဲ့အရှိမြောက်တော့မှာဒီမှာပိဋကတ်တရားစေတီဆိုလို့ရှိတယ်2000ဝန်းကျင်တက်တန်းရှိတဲ့စာကြည့်တိုက်ကြီးအမြန်မာပြည်မှာအစောဆုံးပဲတွေ့တဲ့ဆိုတာမတွေ့ရဒီအပေါ်ကစေတီတွေကိုဘာတွေဖြုတ်လိုက်အောက်ကကြည့်လိုက်အဆောက်အဦနဲ့တူးမနေဘူးလားငကူကတူပိဋကတ်တိုက်ကြီးအဆောက်အဦကြီးစာကြည့်တိုက်ကြီးနောက်ကြမှာဒီလိုတော့အနော်ရထားလက်ထက်မှာဒီပိဋကတ်တွေကိုစင်အကောင်32စီးနဲ့ပေါ့အစုံရည်ဆိုရင်30ရှိတယ်တဲ့စင်ကောင်32စီးနဲ့ဒါအကုန်ပင့်သွားတာအဲ့မှာတရားကြီးကဟောင်းလောင်းကြီးဖြစ်နေတဲ့အခါအုတ်တွေပါတွေပိတ်ပြီးတော့အုတ်တွေတဲတွေထက်ပိတ်ပြီးတဲ့အခါကျတော့အပေါ်ကနေစေတီပေါက်လာပိဋကတ်တရားစေတီဆိုတာငကူကစာကြည့်လိုက်ကြည့်ပါအဲ့တော့မြန်မာပြည်ကစာကြည့်လိုက်တွေကိုပိဋကတ်တိုက်လို့ခေါ်လာတာ1950ကျော်လောက်ကြာမှစာကြည့်လိုက်တွေကိုစာကြည့်တိုက်လို့နာမည်ပြောင်းလာအရင်တော့ခေတ်ဆက်ဆက်ကပိဋကတ်တိုက်ဒီခေတ်တရားခေတ်ဗကံခေတ်ဆက်ဆက်ကပိဋကတ်တိုက်အနေနဲ့ပဲခေါ်ခဲ့ကြအခုချိန်ထိဒါကြီးကတော့ပြန်လဲပြုပြင်ထားတဲ့ဟာပေါ့ဗျာဆိုကြတာမြန်မာပြည်ကစာကြည့်တိုက်ယဉ်ကျေးမှုက2000ကျော်နဲ့စာပေယဉ်ကျေးမှုထွန်းကားခဲ့တယ်ဆိုတဲ့အထောက်အထားတစ်ခုဥပဒေတော့ခိုင်အောင်မှအစာအုပ်နဲ့ပါကင်ပြီးတော့တွေ့ရတယ်ပေါ့ဒါကိုကျတော့ tangible culture လို့ခေါ်တာပေါ့ရုပ်ဝတ္ထုကကင်တွဲပြီးတော့ physical ဘိုင်းမှာပြနိုင်တဲ့ထင်ရှားတဲ့တတ္တိတာတကတစ်ခုပေါ့အဲ့ဒီကနေရောက်လာတဲ့ပိဋကတ်တိုက်တွေဟာဘယ်ရောက်လာလဲဆိုတော့ပိဋကတ်တွေဟာအခုချိန်ဒီပကံမှာရှိပါတယ်အနောယထာပိဋကတ်တိုက်လို့ခေါ်ရတယ်တရပါရဂါနာမှာအခုချိန်ဒီရှိခုနကတထုံကပင့်လာတဲ့ပိဋကတ်တွေအဲ့ဒီဟာတွေကိုအနောယထာမင်းကြီးကစင်32သီးနဲ့ပင့်လာပြီးတဲ့ခါကျတော့ဟောဒီပိဋကတ်တိုက်ကြီးထဲမှာထည့်ထားတယ်အခုချိန်ဒီပိဋကတ်တိုက်ကရှိဆိုတော့ဒီပိဋကတ်တိုက်ကိုတာဝန်ယူခဲ့တာနောက်ကျတော့ရာသကုမာရလက်ထက်ရောက်လာတော့ဒီပိဋကတ်တိုက်မှာသူစာကြည့်တိုက်မှုတယောက်လိုပဲပိဋကတ်တိုက်ကိုပဲအာယုံစိုက်ပြီးတော့နေတယ်ပေါ့ရာသကုမာရကလည်းသူကိုယ်တိုင်ဟာဘုရားစုပန်ထားတဲ့ပုဂ္ဂိုလ်ပေါ့ဒါသူရဲ့ဥပရသကုမာရစာအုပ်မှာဖတ်ကြည့်ပေါ့တက္ကသိုလ်စိန်နေရေးတဲ့စာအုပ်ရှိပါနော်အဲ့ဒီမှာဆိုရင်တော်တော်လေးကောင်းတယ်သူ့အကြောင်းလည်းဒီစာကြည့်တဲ့အကြောင်းလည်းပါမယ်သူ့အကြောင်းလည်းပါမှာဗျအဲ့တော့သူကလက်ယုံကြီးနှလုံးကြီးအလုံးတန်ပြည့်စုံတယ်သို့တော့ဖေးဖြစ်တဲ့ကျင်စစ်သားတိုင်းပြည်အာဏာလုနေဘလောင်းစီသူလူစီကနေပြန်ပြီးအာဏာလုနေဖေးစိတ်ဆင်းရဲမှာဆိုလို့အာဏာမယူတော့ဘူးပညာကိုပဲသူတိဆောက်တယ်နောက်သူဟာဘာသာရေးနဲ့ပတ်သက်ပြီးအလုံးမတန်နဲ့လေ့လာအားထုတ်ပြီးတော့သူဟာဖျားစုပန်ထားတဲ့ပုဂ္ဂိုလ်လို့လည်းပြောပါတယ်ဗျာနော်ရာသကုမာရကျောင်းစာမှာတော့
သူရဲ့ဆုတောင်းကမ်းတွေဘာတွေလဲတွေ့ရမှာပါဆိုတော့တပည့်တော်တရားမှာဘာပြောချင်တာလဲဆိုတော့ဗကံခေတ်ကပိဋကတ်တိုက်တွေရှိခဲ့တယ်အဲ့ဒါဆိုတော့ပရိယတ္တိစာသင်တိုင်းတွေမှာပိဋကတ်တော်တွေရှိတဲ့လားစာကြည့်တိုက်တွေရှိတဲ့လားပေါ့သူပြင်ပရိယတ္တိစာသင်တိုင်းတွေမှာစာကြည့်တိုက်တွေရှိတဲ့လားဆိုတော့ခေါင်းစဉ်နဲ့တနည်းဒီမဟာမြန်မာဆွေးနွေးခဲ့ရတယ်ဗျာဒါလေးအလုံးမြင်မဲ့ထင်ပါလေဖတ်ကြည့်ပါအောင်ဗျာကျောင်းတိုက်ဆောက်လုပ်ရပိဋကတ်တိုက်တီအမြဲပါရှိလေးရှိသည်စာသင်တိုင်းတစ်ခုမှာအတွင်တိုင်းနဲ့အပြင်တိုင်းဆိုပြီးရှိကြတယ်အတွင်တိုင်းမှာဂုဖယာသိမ့်ပိဋကတ်တိုင်းနဲ့ဓမ္မတာထေရကျောင်းများရှိပြီးအပြင်တိုင်းမှာစာသင်တန်ကကျောင်းဆောင်နေနဲ့ဇေယျတစ်သောင်းနေရှိတယ်ဒါပရိယတ္တိစာသင်တိုက်ရဲ့အင်္ဂါလို့ပြောရင်ဒီအင်္ဂါ9ခုနဲ့တိုင်းပါတယ်ပကံခေတ်ကအဲ့ဒါတွေကအခုချိန်ဒီ structure တွေရှိနေတယ်ဆိုတော့သူတို့ပကံမှာအခုချိန်ဒီဒါကိုလေ့လာလို့ရတယ်ဒီဆောက်ပုံတွေပေါ့နော်ဒီလိုအဆောက်အဦတွေမရှိတော့ဘူးတော်သူတို့ရဲ့အုပ်ရိုးတွေပါတွေပါညာထောက်ထားတွေအဲ့ဒါရှိဆိုတော့အဲ့မှာအတွင်းတိုင်းကိုကြည့်လိုက်ကဂူဘုရားပါမယ်ဘုန်းကြီးကျောင်းတစ်ကျောင်းပရိယတ္တိစာသင်တိုင်းမှာဘုရားရှိတယ်ဂူဘုရားရှိတယ်ပြီးတဲ့အခါကျတော့ဒီလိုသိမ့်ပါမယ်ပိဋကတ်တိုက်ပါမယ်ပိဋကတ်တိုက်ဆိုစာကြည့်တိုက်ကိုပြောတာဓမ္မတာဓမ္မယုံပေါ့နော်စုပေါင်းနော်တရားဟောတရားနာဩဝါဒပေးစိုက်ရှိရင်ဓမ္မယုံပါမယ်နော်အပြင်တိုင်းမှာကျတော့စာသင်နေတန်ခါစာသင်တန်ခါတွေနေတဲ့ကျောင်းဆောင်ပါမယ်လူတွေဥပုသ္တိလစောက်တည်တဲ့အခါတော့ကုသိုလ်ကောင်းမှုလာပြုတဲ့အခါနာနေဖို့ဇေယျတစ်စောင်းနေပါမယ်ဒါစာသင်တိုင်းတစ်ခုရဲ့အင်္ဂါ9ခုပြတာအဲ့ဒီမှာရွတို့ဘာတွေ့ရလဲဆိုပိဋကတ်တိုက်ဆိုမတွေ့ရဘူးလေဗျာအဲ့ဒါဆိုတော့ဗကံခေတ်ကလူတွေကရှင်ပါဠိကျွမ်းချက်ကြတာနော်ပါဠိကျွမ်းချက်ကတော့အမျိုးသမီးကပခက်လွဲတာသာပါဠိလိုပြောပြီးရွတ်ပြီးတော့လွဲတာနော်အဘိဓမ္မာတွေဆိုရင်လူတိုင်းတက်တယ်အဲ့ဒါတော့ထိပရိယတ္တိစာပေအားကောင်းခဲ့တဲ့ခေတ်ပေါ့ဗျာအလုံးမတန်အားကောင်းခဲ့တယ်အလုံးမတန်ထွန်းကားခဲ့တယ်ဒီလိုပကံခေတ်ကပေါ့ပကံခေတ်မှာကြောင်းကြီးဆောက်လိုက်ပြီးဖျားတီလိုက်ပြီးနောက်တစ်ခုမဖြစ်မနေပါတာစာကြည့်လိုက်ပဲအဲ့တော့ဒီလိုစေတီ၄ပါးရှိတယ်ဗျာစေတီ၄ပါးပြောပါအောင်ဗျာဘာတွေလဲဗျာဓာတုစေတီဓမ္မစေတီဩဒိတစေတီပရိဘောဂစေတီပရိဘောဂစေတီဆိုတော့ဘောဓိပင်တို့ဘာလို့ပေါ့ဗျာအဓိကတော့ဘောဓိပင်ပဲပြောပါလို့ကျန်တဲ့ပရိဘောဂထလောက်မလို့ဆိုတော့ဓမ္မစေတီဆိုတာဘာကိုပြောတာစာကြည့်တိုက်ကိုပြောတာစာကြည့်တိုက်ကိုပြောတာစာတိုက်ဗီဒီယိုတွေလူမဲ့စာကြည့်တိုက်တွေလူမဲ့အဲ့ဒါတော့ဘယ်လောက်ထိသူတို့လူဆိုဖျားတည်တဲ့ဇရိတ်ကျောင်းဆောက်တဲ့ဇရိတ်နဲ့အတူတူပဲတဲ့အဲ့ဒီစာကြည့်တိုက်ဆောက်တဲ့ဇရိတ်ကိုအဲ့ဒါလောက်ထိအကုန်ခံပြီးသုံးတယ်ဆိုတော့ဗကံမှာစာကြည့်တိုက်ကအဲ့ဒီတိုင်းဆိုရင်တော့ရှင်ဗျာစာကြည့်တိုက်2000ကျော်နဲ့3000ဝန်းကျင်ထိရှိနိုင်တယ်ဖျားတည်တိုင်းပိဋကတ်တိုက်ကိုသူတို့ဖျားနဲ့အတိုင်းထွာနဲ့အဲ့လိုထည့်ထည့်ကြတယ်ဒါဆိုတော့ဘယ်ရောက်သွားတော့ဗကံကစာကြည့်တိုက်တွေဘယ်ရောက်သွားတော့မေးကြမရှိဘူးလားဗျာနရပတိမင်းလက်ထက်ရောက်တဲ့အခါကျတော့တရုတ်ပြည်မင်းလက်ထက်ကျတော့တရုတ်နဲ့ဆစ်ဖြစ်မယ်ပေါ့ဗျာအဲ့လိုတိုင်းရင်းပြည်ကင်းကမကောင်းတဲ့အခါကျတော့တရုတ်ပြည်မင်းကဘာလုပ်လိုက်လဲဆိုတော့ဂူဖျားတွေနောက်တစ်ခုကလားကျောင်းနေပြောကြည့်ပါဦးဘာလဲဗျာကလားကျောင်းနဲ့ဘာလဲဗျာကလားကျောင်းဆိုတာဘာကိုပြောမလဲကလားကျောင်းဆိုတာဗလီတဲ့ဟုတ်လားအဲ့ခေတ်ကတော့ဗလီပေါ်တယ်ဘူးဗျမြန်မာပြည်မှာဗလီမရှိသေးဘူးဟိန္ဒူကျောင်းဆိုမှနည်းနည်းနီးစပ်အောင်မယ်နော်ပကံမှာဗလီတော့မရှိခဲ့ဟိန္ဒူကိုးကွယ်မှုတွေရှိရွှေသံတော်ဘုရားမှာခုချိန်ရှိဒါတွေ့ရကလားကျောင်းဆိုတော့အုတ်နဲ့ဆောက်တဲ့ကျောင်းပြောတယ်အဲ့ဒါတော့ဒီလိုဇေယျတစ်သောင်းနေလည်းပါတယ်အုတ်တွေနဲ့ဆောက်ထားတဲ့အာယုံကောင်တစ်သောင်းကြီးကိုကလားကျောင်းခေါ်တယ်စာကြည့်လိုက်တွေအုတ်တွေနဲ့ဆောက်ထားရင်ကလားကျောင်းလို့ခေါ်တယ်သူကတစ်တွေဝါးတွေနဲ့ဆောက်တဲ့အဆောက်အဦကတစ်မျိုးအများစုအဲ့ဒါနဲ့ပဲဆောက်အဲ့ဆိုတစ်တွေဝါးတွေနဲ့မဟုတ်ဘဲနဲ့ဘရင်နန်းတော်တောင်မနဲ့တော်တော်များများတစ်တွေနဲ့ပဲဆောက်ဒါကြောင့်ဘရင်နန်းတော်ကြီးတွေခိုင်ခိုင်မာကြံခဲ့တာသိမရှိအဲ့ဆိုသူတို့ကမြင့်မြတ်တဲ့နေရာတွေကိုပဲကုလဒီမှာကလားဆိုတဲ့ဒီနေရာမှာဘာကိုပြောဆိုမြင့်မြတ်မှုကိုယူတာဗျမြင့်မြတ်တယ်ဆိုတဲ့အတိပ္ပယ်ကိုယူတာဗျအဲ့တော့ကလားကျောင်းဆိုတော့အုတ်တွေနဲ့ဆောက်တဲ့ကျောင်းတွေပါတဲ့စัจကြီးတိုက်ထဲကစကပြန်ဆိုတဲ့စာအုပ်ရှာဝန်းနဲ့ရေးတဲ့စာအုပ်အဲ့ကျမှဒီလိုတိတာမကြသေးဘူးကျွတ်တည်းတလားမပြည့်သေးဘူးကလားကျောင်းဆိုတော့ဒီအရင်တော့အာယုံကတစ်သောင်းနေလို့တော့တိထားတယ်သူတို့ကလားကျောင်းကဘာကိုပြောရအောင်ဆိုတော့အုတ်နဲ့ဆောက်တဲ့ကျောင်းလား